အခုစီစီရောက်နေရတော့စမီတန်စုံစခွန်ရုံးကြီးဖြစ်ပါတယ်ဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့လူတွေကအများကြီးပဲအထဲမှာရောအပြင်မှာရောအပြည့်ပဲဒီနေ့ချင်းခွေရရှိတယောက်ကိုအင်တာဗျူးကြမယ်အတွေ့အကြုံ Let's go အခုမင်္ဂလာပါ မင်္ဂလာပါခင်ဗျာ အခုစီစီရောရောက်နေတာကမဟာချိုင်စမီတန်ရုံးဖြစ်တယ်ပေါ့နော်ဆိုတော့အခုဒီမှာဘာလုပ်တာလဲမသိဘူး ကျွန်တော်ချင်းငွေရရှိအနေနဲ့တာဝန်ယူထားပါတယ်ပေါ့နော်ချင်းငွေလာလျှောက်ဖို့အတွက်ရုံးလာတဲ့ customer တွေကိုချင်းငွေလျှောက်လာတင်ပေးတယ်ပြီးတော့ငွေထုတ်တဲ့အခါကျရင်ငွေထုတ်ဖို့အတွက်တာဝန်ယူပေးထားရပါတယ်ပေါ့နော် အခုစီစီရောရောက်နေတဲ့ဒီစမှုစခွန်ရုံးအကြီးရပေါ့နော်စမီတန်ရုံးတွေထဲမှာတော်တော်ကြီးရဲ့အကြီးဆုံးရုံးတော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တနေ့တနေ့လူတွေဘယ်လောက်လာကြလဲမသိဘူး ကျွန်တော်ပုံမှန်ရက်ဆိုရင်တော့20ကနေပြီးတော့25ဝန်းကျင်လောက်ပေါ့နော်စက်ရုံပိတ်ရတနင်္ဂနွေလို့ဆိုရင်တော့လူပုံများတတ်တယ်ဗျာဥပမာ30ဒါမှမဟုတ်40မျိုးဖြစ်နိုင်တာမျိုးလည်းရှိရပေါ့နော် ချင်းငွေတချို့တွေကလည်းစမီတမှာအလားဆောင်ရပြီးတော့မရသွားဘူးဆိုပြီးတော့ပြောကြတဲ့သူတွေလည်း comment တွေမှာရှိရပေါ့နော်တချို့တွေကကြောက်လဲချင်းငွေရပါတယ်ငါတော့ရတယ်ဆိုပြီးပြောကြတယ်ပေါ့အဲ့တော့သိချင်တာကကြတော့ချင်းငွေရလားမရလားဒီအောင်မြင်လားမအောင်မြင်လားဆိုတာကဘာပေါ်မှာမူတည်ရလဲမသိဘူး အဲ့ဒါကြတော့ကျွန်တော်တို့ကသူတို့ချင်းငွေလျှောက်ပြီဆိုရင်သူတို့ရဲ့အသုံးစရိတ်တွေဒါမှမဟုတ်သူတို့ရဲ့တခြားပြင်ပအကျွေးတွေပေါ့နော်အဲ့လိုမျိုးအခြေအနေပေါ်မူတည်ပြီးတော့တခြားစီဖြစ်ပြီးမှအဆုံးဖြတ်တယ်ပေါ့နော်အသုံးစရိတ်ကကျွန်တော်တို့သူတို့ရဲ့လစာတက်များနေတဲ့အခါမျိုးတွေကြာရင်လည်းငွေပုံငွေချမ်းမရှိတဲ့အတွက်ကြောင့်မို့ချင်းငွေမအောင်မြင်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်နောက်ပြီးတော့တစ်ခုပြောချင်တာကကျွန်တော်တို့ဥပမာ client ရရှိမှာပေါ့နော်အပြင်အကျွေးရှိတယ်ဒါမှမဟုတ်စုချင်းမဲမျိုးစုတာမျိုးရှိရဆိုရင်လည်းစင်ပီတာမှာချင်းဝင်မရတာမျိုးတော့မဟုတ်ဘူးပေါ့နော်ရှိခဲ့တယ်ဆိုရင်လည်းတခြားဝန်ထမ်းနဲ့တခြားပွင့်လင်းတိုင်နေပြီးတော့ရှင်းရှိရဆိုတဲ့အကြောင်းပေါ့နော်အချက်လက်လေးတခြားပြောပြမယ်ဆိုလို့ရှိရင်ပေါ့နော်ချင်းဝင်ရနိုင်ပါတယ်ဗျာဟုတ်တချို့တွေကအခုချိန်ထိချင်းဝင်ကိုဘယ်လိုပြန်ဆက်ရလဲဆိုတာမရှင်းဘူးဖြစ်နေရပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ရှင်းပြပြပါအောင်ရှင်ကျွန်တော်တို့ချင်းဝင်ကကြတော့ဥမာချင်းဝင်ပြန်ဆက်တဲ့ခါကျရင်ရုံးကတတ်မှတ်ထားတယ်ဒါမှမဟုတ်ကိုယ်ကလည်းဆက်နိုင်တဲ့ပမာဏပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်6လနဲ့ရတယ်ဆိုရင်ကျွန်တော်12ချိန်ထိဆက်ပေးရမယ်တစ်လအောင်2ချိန်ကြာဆက်ပေးရမယ်15ရက်ရယ်30ရက်ဆိုပြီးတော့ပြန်ဆက်ပေးရမယ်ပေါ့နော်ဆက်တဲ့ခါတိုင်းမှာလည်းတစ်ချိန်စာစီတိုင်းမှာအတူအရင်ရောပါထားပြီးသားပဲဖြစ်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်နောက်ဆုံးမိခွန်းအနေနဲ့အခုဒီလူတွေကပေါ့နော်အပြင်မှာသွားပြီးတော့ရှေးရထက်စားလို့ရှိရင်ဘာဖြစ်လို့စင်မီတန်ကိုလာတဲ့လဲဆိုရဲအကြံလေးပေးပါဦးကျွန်တော်တို့အပြင်မှာချင်းငွေတော့ချီးမယ်ဆိုရင်ဥပမာတငယ်ချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပေါ့နော်တငယ်ချင်းအဆက်အသွယ်နဲ့တခြားပတ်စံချီးစားတဲ့လူစီမှာတော့ချီးမယ်ဆိုလို့ရှိရင်အတိုးကလည်းကြီးတယ်ပြီးတော့သူများကြီးကပတ်စံချီးရဖြစ်တဲ့အတွက်ကြောင့်မို့သူများကိုခက်ခက်ရရနဲ့ပြောနေရမယ်ပေါ့နော်အဲ့ဒီစားကျွန်တော်ရုံးမှာလာရှောက်မယ်ဆိုရင်စင်မီတန်ဟာတရားဝင်ကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အတိုးနှုန်းကလည်း3ဘတ်တိုးပဲအတိုးတက်တာတယ်ပြီးတော့ဝန်ထမ်းတွေကိုချင်းဝင်လျှောက်တဲ့ခါကျရင်လည်းကိုယ့်ရဲ့အချက်လက်တွေကျောင်းကတတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေပေးလိုက်ရုံနဲ့ချင်းဝင်လျှောက်လာတင်လို့ရပြီပေါ့နော်ဟုတ်ပါအဲ့ဒါမလို့စမီတန်ကိုလာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်တာစမီတန်စမှုစခွန်ရုံးမှာစနေတနင်္ဂနွေတွေအမျက်စိအခမဲ့စစ်ဆေးပေးနေရဆိုတာသိရနော်မိနေမှာဆိုလို့